ကိုပြန်ရအောင်လေ ခုမှတောက်နေရုံလေးဆိုရဲ ဒါဆိုလည်းကိုတယောက်တည်းညီခဲ့အောင်ဆွဲရတာပြန်တော့မယ် အဲ့ဒါဆိုအခုပြင်ပြပါဟယ်လိုကိုရောက်ပြီလားအော်ကိုအဲ့ဆိုခဏလေးစောင့်တော့မျက်ဖြတ်မီတင်တော့လေးဆိုလုံးလက်စာလေးအစတမင်သေးလို့မပြီးသေးလို့နော်တော့ပြန်ဆိုခဏလေးစောင့်အောင်နော် နောက်နိုင်လည်းထိုးပြီးဆိုတော့အကုန်လုံးပဲညီမလေးရင်ပြန်နေလိုက်တော့မယ်နော်ဟာကိုမဆက်လာကြလား အော်ဟုတ်တယ်ညီမလေး ဟုတ်မဆက်ကနေသစင်းတော့မလား အော်ဟုတ်ပြီဟုတ်ပြီ ခဏလေးဆောင်နေနော် ဟုတ်ပြီဟုတ်ပြီညီမလေးညီမလေးရရလားဘာဖြစ်တာအော်ဟုတ်လား ခဏလေးဆောင်နေ အော်ရရမိလေ ဝဲကျွန်းလားအမတကယ်ပြောတကယ်ပြန်မယ်အဲ့ဆွဆက်ပဲမလားဟုတ်တာပဲမမရဟဲ့ဟိုမခရုံဝင်နေအောင်ပေါင်းတယ်ညနာများအေးကျန်တော့အေးကျန်တာပဲနော်မဆွတနာပါလားမရဟုတ်ပါဘူးနားပါနော်ဟုတ်ဒါကဘာတွေဖြစ်နေကြလဲအဝင်းနေရှိတည်းဆိုတော့သိတယ်ရလား ညီမကခေါင်းမှုလို့မိနေရပါဆိုရဲ အဲ့လိုမဟုတ်ပါဘူးမရဲ့အကိုကစင်နာနဲ့ညီမခေါင်းမူးလေးကိုပြင်ပေးတာပါမရဲ့ အော်ငါကနင်တို့ဘာတွေများဆွဆွဲနေရတယ်လို့အဲ့လောက်အိုးမလို့ဖြစ်နေကြတယ်ပြောစမ်းမအောင် ဟုတ်ပြီလေဆယ်ကိုရှင်းပြနားထောင်ပါအောင် ဘာမှရှင်းမပြနဲ့နင်နဲ့ငါတွေ့မယ်နင်ငါစက်ကိုဆက်လိုက်နားနဲ့နော်ပြီးမှနင်နဲ့ငါရှင်းရှင်းမယ်အဲ့ဆိုမင်းတိတိနဲ့ဘာလို့မဟုတ်တဲ့တင်းနေလိုက်ဖြတ်နေရလဲ ကိုစီးရဲ့မြင်ကအချီးလားမလားဆိုတာညီမတေးချာခွဲချတိုက်နေပြီခင်ဗျ